Facebook မှာကိုတင်ထား share ထားတဲ့များပို့တွေအားလုံးဖြစ်နေအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်တို့ကကိုယ့်ရဲ့ Facebook အကောင့်မှာကျွန်တော်တို့တင်ထားတဲ့များပို့တွေပြီးတော့ရင်တော့ကျွန်တော်တို့ share ထားတဲ့များပို့တွေအားလုံးကိုဖျက်ပစ်ပြီးတော့ကျွန်တော်တို့ရဲ့ Facebook အကောင့်ကိုအတက်အတိုင်းပြန်ပြီးတော့အသုံးပြုခြင်းနဲ့မိတ်ဆွေတွေအတွက်ဘယ်လိုမျိုးအသုံးပြုရလဲဆိုတဲ့နည်းလေးကိုပြန်ပြီးတော့မျှဝေပေးပါမယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ကကိုယ့်ရဲ့ Facebook အကောင့် profile အောက်မှာရှိတဲ့အဆက်လေး၃ခုကိုနှိပ်ပေးလိုက်ပါပြီးတော့ရင်တော့ adaptivity loss ဆိုတဲ့မြင်လေး၃ချောင်းကိုနှိပ်ပေးလိုက်ပါ your Facebook adaptivity ဆိုတဲ့နေရာမှာရှိတဲ့မြားလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါအပေါ်ကိုနည်းနည်းလေးဆွဲတင်ပေးလိုက်ပါ post ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဒီလိုမျိုးပေါ်လာပြီဆိုရင်တော့ your post photo and video ဆိုတဲ့စာကြောင်းလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဒီနေရာမှာဆိုရင်တော့ကျွန်တော်တို့ကကိုယ့်ရဲ့ Facebook အကောင့်မှာကျွန်တော်တို့တင်ထားတဲ့များပို့တွေပြီးသွားရင်တော့ကျွန်တော်တို့ share ထားတဲ့များပို့တွေအားလုံးကိုဒီနေရာမှာပြန်ပြီးတော့တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ကအကုန်လုံးကိုဖျက်ပစ်ခြင်းနဲ့ဆိုရင် all ဆိုတဲ့နေရာမှာအမှန်ကြီးလေးပေးလိုက်ပါပြီးသွားရင်တော့အမိုက်ပုံးလေးနဲ့ trust ဆိုတဲ့စာကြောင်းလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါပြီးသွားရင်တော့အပြန်အောင်လေးနဲ့ move to trust ဆိုတဲ့စာကြောင်းလေးကိုနှိပ်ပေးလိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ Facebook အကောင့်မှာကျွန်တော်တို့တင်ထားတဲ့များပြီးသွားရင်တော့ကျွန်တော်တို့ share ထားတဲ့များပို့တွေအားလုံးကိုဖျက်လို့ပေးသွားရဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ Facebook အကောင့်ကိုအတက်အတိုင်းပြန်ပြီးတော့အသုံးပြုလို့ရပြီဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေဗျာ